မင်းသားဟာလမ်းဘေးဈေးဆိုင်လေးတစ်ခုမှာရောင်းချနေတဲ့ကြေးနီဒင်္ဂါဟောင်းတစ်ပြားကိုသတိထားမိသွားပါတယ်။သူတစ်ချက်ကြည့်လိုက်ရုံနဲ့တင်ဒါဟာဒေါ်လာ1 သန်းတန်နဲ့ရှားပါးပစ္စည်းဆိုတာသိလိုက်တာပေါ့။ရောင်းသူကဒေါ်လာ1000ခေါ်ပေမဲ့မင်းသားကတော့သူ့မှာ100ပဲရှိတယ်လို့ပြောပြီးထွက်သွားခြင်းရောင်းဆောင်လိုက်ပါတယ်။ရလဒ်ကတော့ရောင်းသူကနောက်ဆုံးဈေးစစ်ပြီး3000နဲ့ရောင်းဖို့သဘောတူလိုက်တာပါပဲ။မင်းသားကတော့ပတ်စံသွားယူမယ်ဆိုတဲ့အကြောင်းပြချက်နဲ့တခြားဆိုင်တစ်ဆိုင်ကိုသွားခဲ့ပါတယ်။အဲ့ဒီဆိုင်ကတော့လူတွေကိုလိမ်လည်ရောင်းချနေတဲ့ဆိုင်ပေါ့။မင်းသားကဆိုင်ရှင်ရဲ့အတူအယောင်ပစ္စည်းအလုံးကိုလူအများရှိမှတစ်ခုချင်းဖော်ထုတ်လိုက်တဲ့အခါမှာတော့ဆိုင်ရှင်ဟာကြောက်လန့်တကြားနဲ့သူ့အရှက်မကွဲဖို့မင်းသားကိုဒေါ်လာ3000ပေးပြီးတောင်းပန်လိုက်ပါတယ်။ဒါကိုမြင်သွားတဲ့ပထမဆိုင်ရှင်ကလည်းကြောက်လန့်ပြီးဒင်္ဂါပြားကိုအလကားပေးပြီးပြဿနာမရှာဖို့တောင်းပန်ခဲ့ပါတော့တဲ့မင်းသားဟာအဲ့ဒီဒင်္ဂါပြားကိုရောင်းဖို့အတွက်နောက်ထပ်ရှေးဟောင်းပစ္စည်းဆိုင်ကြီးတစ်ဆိုင်ကိုရောက်သွားပါတယ်။အဲ့ဒီမှာတော့ချမ်းသာတဲ့အမျိုးသမီးငယ်တစ်ယောက်ဟာဒေါ်လာ3 တန်းတန်နဲ့ဆိုတဲ့ကြွေတဲ့ပစ္စည်းတစ်ခုကိုဝယ်ဖို့လုပ်နေတာပေါ့။ဆိုင်ရှင်ကဒါဟာနှစ်ပေါင်း300ကျော်သမိုင်းဝင်ပစ္စည်းလို့အမွှမ်းတင်နေပေမဲ့မင်းသားကတော့ဒါဟာအတုဆိုတာချက်ချင်းသိလိုက်ပါတယ်။မင်းသားကကောင်းသောစိတ်နဲ့တတိပေးပေမဲ့အမျိုးသမီးကမယုံကြည်တဲ့